ပေါက်ကြသလား53နဲ့ပေါက်ကြသလားပေါက်ကြပါသေးပေါက်ရင်ဝမ်းသာပါတယ်ကျွန်တော်31ရက်နေ့တောက်ကြနေမနေ့ကနန်းတင်ပေးပါပြီအကြိုက်တူရင်ယူထိုးကြပါကျွန်တော်ပြက်ပင်မရှိသေးတဲ့ကနန်းဒီချိန်မှာပြက်ပင်မရှိသေးပါဘူးအဲ့ဒီကနန်းကိုတင်ပေးထားပါတယ်ကျွန်တော်အကြိုက်ဆုံးကတော့ခွင်9ကြိုက်ပါတယ်ခွင်9ကြိုက်ပါတယ်ကျွန်တော်ကြိုက်ဆုံးကတော့ခွင်9ကြိုက်ပါတယ်မင်းတင်ထိုးကတော့8 39 54ကြိုက်ပါတယ်ရန်ခွက်ကတော့93 43 59ခွင်3 34 48 86ကြိုက်ပါတယ်အပူဆိုရင်တော့လားတကူအပူဆိုရင်တော့ခွန်ဘူး8ဘူး5ဘူး3ဘူး3ဘူးကြိုက်ပါတယ်ပြက်ပင်မရှိသေးဘူးเนาะကျွန်တော်စိုက်တင်တဲ့ဗီဒီယိုကောလိုမျိုးကြီးမပြတတ်သေးလို့မချိန်တတ်သေးလို့အဲကြောင့်မလို့ခုမှတင်နေတာကြောင့်မလို့ကျွန်တော်လောက်တဲ့လောက်ကလေးနဲ့တင်ပေးနေတာအဲ့ဒါအမျိုးတို့အကြိုက်တူရင်ယူထိုးကြပါဒါတွေကပြက်ပင်မရှိသေးပါဘူးပြက်ပင်မရှိသေးပါဘူးအကြိုက်တူရင်ယူထိုးကြပါပြက်ပင်မရှိသေးပါဘူးအကြိုက်တူရင်တော့ယူထိုးကြပါကျွန်တော်စခရကလေးနေအောင်တော့မမေ့ကြပါနဲ့ဗျာကျွန်တော်စခရ50ပြည့်မှာလိုက်လွန်လို့ရမှာကြောင့်မလို့ပါလိုက်လွန်လို့ရရင်ကျွန်တော်အမျိုးတို့ကိုအင်္ဂါမကျော်ပတ်တိဗုဒ္ဓမကျော်ပတ်တိအင်္ဂါမကျော်ပတ်တိတစ်လုံးဗုဒ္ဓမကျော်ပတ်တိတစ်လုံးဗုဒ္ဓဟူးမကျော်ပရိတ်တစ်လုံးဗုဒ္ဓဟူးမကျော်အခွေကျွန်တော်တင်ပေးပါမယ်အာမခံပါတယ်အဲ့ဒါတွေကတော့ကျွန်တော်လူလေး50ပြည့်အောင်စခရကလေးနဲ့ပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီလောက်ကလေးပဲပြောပါမယ်ဗျာကျွန်တော်ကူညီတော့အနေနဲ့စခရကလေးနဲ့ပေးကြပါ53ပေါက်ကြတယ်မဟုတ်လားပေါက်ကြတယ်ဆိုရင်ကျွန်တော်ဝမ်းသာပါတယ်ဒါပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်